ကဲအားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကိုဘလောက်ဘူးဆော့ပြပါဆိုပြီးတော့ပူစာနေတဲ့ brother တို့အတွက်ဒီနေ့ကျွန်တော်ဘလောက်ဘူးဆော့ပြသွားမှာဖြစ်ပါတယ်ခင်ဗျဘယ်လိုဆော့ပြသွားမှာလဲဆိုတော့ကျွန်တော်မှာရှိတဲ့ Draco ကိုကျွန်တော်ကတခြား player နဲ့ live ထွေးသွားမှာဖြစ်ပါတယ်ပြီးတော့သူတို့စီကဘာတွေဖျက်ရမလဲဆိုတာတော့ brother တို့ဒီဗီဒီယိုလေးပဲကြည့်လိုက်ကြတော့ပေါ့နော် Oh my god ကဲဆိုတော့ကျွန်တော်မှာရှိတဲ့ Draco ကဘာလေးဖြစ်မလဲဆိုတော့ဒီကောင်နှစ်ခုရှိတယ်ဒီ West Card ခုရှိရပေါ့နော်ဆိုတော့ကျွန်တော်ဒီဟာလေးကိုပဲအရင်လိုက်ထွေးသွားမှာပေါ့နော်ဆိုတော့ဘယ်လိုတွေ train မလဲဆိုတော့ဒီစာပါမှာတော့ဒီစာပါမှာလူလည်းတိတ်မရှိဘူးဆိုတော့ဒီတယောက်နဲ့ထွေးဒီမှာကျွန်တော်ပုံယူမဟုတ်လားကျွန်တော်ပုံယူမလားဟောဒီဘယ်လောက်9000နဲ့နဲလိုက်လားဘာတွေပြန် offer မလဲဆိုတော့ကြည့်မယ်ရော့ Trade Dragon ဘာတွေပေးမလဲဆိုတော့ Love Coach ဒါပဲလား bro မရဘူးရန်နေ sorry ရန်နေမကြိုက်ဘူးနောက်တစ် Trade Dragon S let's go ကြည့်မယ်ဘာရမလဲဆိုတော့ကြည့်မယ် Pizza Feeding Home Love Sound bro ဒါပဲတန်တာလား Dragon S ကဒါတော့ပဲတန်လို့လားမဟုတ်ပါဘူးပြီးတော့သူပေးတဲ့အမောက်ကဒီ40ရာခိုင်နှုန်းတော့မပြီးဘူးကဲအခုဆိုရင်ကျွန်တော်တို့နောက်ထပ် server တစ်ခုရောက်ရှိလာခဲ့ပြီပေါ့နော်ဆိုတော့ brother တို့ကျွန်တော်တခုပြောစရာရှိရပေါ့နော်ဆိုကျွန်တော်မှာဒီ game pass တွေကပုံနေတာပေါ့နော်ဆိုတော့ brother တို့ရဲ့ user name ကိုကျွန်တော်ရဲ့ video ရဲ့ comment အောက်မှာရေးသွားခဲ့ကြကျွန်တော်ဒီ double blade တစ်ချောင်းခဲ့ဝေးပေးမှာပေါ့နော်အခုဆိုရင်ကျွန်တော်တို့ server နောက်တစ်ခုရောက်ရှိလာခဲ့ပြီပေါ့နော်ဒီမှာ fruit ပေါ်နေတယ်ခဏနေကျွန်တော်က fruit လို့ဒီနေဆိုတော့ဘယ်ဘက်မှာလဲကွာဒီဘက်မှာလို့ပြောတာပဲဟုတ်ပါဘူးဖြစ်မလဲတော့မသိဘူးကျွန်တော်အရင်ဆုံးသွားကြည့်လိုက်မယ်lineနဲ့သွားမှထင်တယ်ဒီနားမှာပဲဆိုရှာဟုတ်ပါဘူးဒီဘက်လားဒီမှာဘာဖူးတော့ bro ကဲဆိုတော့ကျွန်တော်တို့ server နောက်တစ်ခုရောက်ခဲ့ပြီပေါ့နော်ဆိုတော့ဒီ server မှာတော့လူတွေကအများကြီးပဲ brother တို့ပဲကြည့်လိုက်တော့နော်ကဲဆိုတော့ dog gravity shadow dragon offer မယ် dragon offer ပေးပါပေးတာကတော့ dog ရဲ့ gravity ရဲ့ shadow ရဲ့ပဲပေးတာတည်ဒီပဲဘာတွေထပ်ပေးမလဲတော့မသိသေးဘူးပေါ့ bro ဘယ်လိုပေးမှလဲ value မှမညီတာ40ရာခိုင်နှုန်း value တော့မရှိတာကိုကျွန်တော်ကဘယ်လိုပေးရမှာလဲ brother ကဲကျွန်တော်အနောက်နေလာချနေတယ်စမူလာ train နောက်တစ်ယောက်နဲ့ train မယ်သူလည်း dog ပဲဘယ်နဲ့တခုဆိုဘာပေးရမှာတော့ချက်ကြည့်လိုက်မယ် server တွေထဲမှာဘာတွေရှိလဲပေးမလို့ပဲရှိသေးတယ်ဆိုတော့နောက်တစ်ယောက်နဲ့ train မယ်ကြည့်မယ်ပေါ့နော် sound finish sound spiner bro ကောင်းတာလေးပေးပါဘယ်လိုကြီးတော့ဒါလေးနဲ့ဘယ်လိုတော့ train မှာတော့ကဲဆိုတော့ဗီဒီယိုလေးမစခင် brother တို့မိတ်ဆက်ပေးစရာလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါတော့ကျွန်တော်ရဲ့ robot ဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျအဲ့ဆိုင်မှာ block နဲ့ပတ်သက်တဲ့ vivo အကောင့်မျိုးစုံရတဲ့အပြင် fruit data လိုချင်တဲ့ brother တို့အတွက်လည်း fruit data ပါတဲ့အကောင့်ကိုလည်းဝယ်ယူလို့ရနေပါပြီခင်ဗျဒါအပြင် block တွေက game pass တွေ permanent တွေကိုတနေရာထဲမှာရရှိနေအောင်မလို့ကျွန်တော်ရဲ့ telegram channel လေးကို join လုပ်ပေးဖို့တောင်းဆိုပါတယ်ခင်ဗျဆိုတော့ဗီဒီယိုလေးကိုစလိုက်အောင်ဆိုတော့ please struggle is my dream fruit ပေးခြင်းတယ်ဒါပေမဲ့ဘယ်လိုပေးရမှာတော့ value မှမပြည့်တာဘယ်လိုပေးရမှာတော့ value မှမပြည့်တာ value ပြည့်အောင်ပေးရင်ပြည့်ရတော့ဘယ်လိုပေးရမှာတော့တော့အရင်နဲ့လေတော့ကောင်းတယ် gravity ကောင်းတယ် shadow ကမကောင်းဘူးအခုပဲကောင်းတာလေမရဘူး brother မပေးမနိုင်သေးဘူးမဖဲဘူးလေနော် brother တို့ဘယ်လိုထင်လဲ brother တို့ဒီဗီဒီယိုကြည့်နေလို့လေ comment မှာခုနကသူပေးတဲ့ဟာဖဲလားမဖဲဘူးလားဆိုတာကျွန်တော်က comment မှာတစ်ချက်မှတ်သွားခဲ့ကြနော် so ဘာရော offer ပေးမလဲရော့ Drago West Push Ruba အဲ့တော့ပဲနိုင်လား so တစ်ချက်ကြည့်လိုက်အောင်မယ်ကျွန်တော်မှရှိတဲ့ဟာတွေဘာတွေရှိရဗုဒ္ဓရှိလားဗုဒ္ဓရှိတယ်ရော့ဗုဒ္ဓပေးလိုက်မယ် let's go ကျွန်တော်ဘယ်သူမှတော့မသိဘူး so ဒီကောင်က level နေတဲ့ပုံစံမျိုးဆိုတော့ fan လို့ရအောင်ဗုဒ္ဓလေးပေးလိုက်မှာပေါ့နော် okay so ဒီကောင်နဲ့ train မယ်ဒီကောင်က EHL ကျွန်တော်က ET finish နဲ့လက်ခု so vino ပေးလိုက်မယ်
ယူလိုက်ပေးလိုက်မယ် brother တို့ဒီကောင်တော့ဘုံတရ 1.9 million ထင်တယ်ဘုံနေ fan ရအောင်ပေါ့နော်ကဲဆိုဒီ server ထဲမှာတော့ဘယ်သူမှတော့မရှိတော့ဘူးနောက်ထပ် train နေတဲ့လူတော့ဒီ server ထဲမှာဖြစ်ကျွန်တော်ဒါဆိုရင်ကျွန်တော်နောက်ဆုံး server တစ်ခုကိုသွားလိုက်မယ်ကဲကျွန်တော်တို့ server နောက်တစ်ခုရောက်လာခဲ့ပြီပေါ့နော်ဒီ server မှာလူ3ယောက်ပဲရှိရလားဟာကောမိုချီရဲ့နာမည်က Vanna Gravity so Dragon train မှာဆိုတော့ Dragon လေး offer ကြည့်လိုက်မယ်နော်ဘာတွေပေးမလဲဆိုတော့ဒီက Kasuni တို့ control တို့ပေးရင်တော့ train မှာပေါ့နော်သူကဘာကြီးထည့်ရဆိုတော့ Vanna ရဲ့ Gravity ရဲ့ဒီ Buddha ရဲ့ထည့်ရပါနော် Spiner ထက်တယ်တယ်ဒီတရားလည်းမ train နိုင်ခဲ့ဘူးပေါ့နော်ကြိုက်ဘူးဒီတရား offer လည်းကျွန်တော်မကြိုက်ဘူးဆိုတော့နောက်တရားဒီနေ့ကတော်တော်ကြာနေပြီဒီနေ့တိုင်မေဆွေးနွေးနောက်ရေးအတွက်ပါတိုင်မေနေရလားမသိဘူးမနေ့ကျရင်လက်ထက်ကြမယ်ကိုမချီနဲ့ train ပြီဆိုတော့ကဲနောက်တရားရော့ Dragon S ဘာလဲ offer ပေးမလဲ Shadow Spider Phoenix Light bro ဒါပဲလားဒါတွေပဲရှိကြလား so ကျွန်တော်သူ့ကိုတစ်ခုခုတော့ပေးလိုက်မှာပေါ့နော်ကျွန်တော်ကအားငယ်ပါမဆိုကျွန်တော်ကျွန်တော်မှရှိကောင်းလာတယ်တစ်ခုခုပေးလိုက်မယ်ပေါ့နော် Gravity ရယ်ကျွန်တော် Gravity ပေးလိုက်မှာပေါ့နော် Gravity ပေးလိုက်မယ်သူတို့5 4 3 2 1တာဒါကဲဆိုကျွန်တော်မှလည်း3ခါတော့ထွေးပြီးသွားပြီဆိုတော့ကျွန်တော်နောက်ထပ်2ခါပဲထွေးရတော့မှာထွေးဖို့ကကောင်းကောင်းကျွန်တော်ရဲ့ Dragon ကောင်းကောင်း offer ပေးရတဲ့လူရှားမှာပေါ့ Bro Vanna Gravity Vanna Gravity သူက drone train ချင်နေရတင်တယ်ဆိုတော့သူဘာပေးရမလဲဘာမှလည်းမရှိဘူးဒီကောင်တွေကစုထားတာတင်းထားရတယ်ဒီကောင်တွေက fan တွေကို get ပြီးမလို့တင်းထားတာတိုင်းကားတဲ့ဒီကောင်ဆိုမိုက်တယ် love တိုင်းကားရယ် love ရယ်ဒါပဲလားအဲ့ပြောရမှာကမှာလိုက်မိုက်တယ်ဒါပေမဲ့ဆိုးတယ်အရင်ကောင်းတဲ့ Dragon S နဲ့ဆိုရင်တော့ဒီကောင်က fair မဖြစ်ဘူးပေါ့ကြိုက်သေးဘူးကဲ scale လိုက်မယ်နောက်တစ်ယောက် Dragon S ကိုလို့ offer ပေးမလဲကြည့်မယ်ကောင်းကောင်းလေး offer ပေးလိုက်ပါကောင်းကောင်းလေးကျွန်တော်အိမ်မက်ထဲရလို့ Kasuni permanent တွေ control permanent တွေလာအပ်ပြီးတော့ Dragon S လေးနဲ့လာ try ရရင်တော့ဘယ်လောက်တော့ကောင်းလိုက်မလဲနော်ပြည့်နိုင်တာလေပေါ့နော်ပြည့်နိုင်တာလေဒါပဲလားဒါမနိုင်ဘူးလေဆိုတော့သူ့လည်းအခုပေးလိုက်မှာပေါ့နော်ကျွန်တော် Borrow နောက်တော့ရှိသေးရလို့တွေ့လိုက်ရောက် Borrow ပဲပေးလိုက်တော့မယ်ကဲ so သူကမ train ဘူးတဲ့ဒီ server မှာလည်းလူကကောင်တလောက်တော့ရှိနေပြီပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုဒီမှာပဲစောက်တက်လိုက်တော့မှာပေါ့နော်ဒါနဲ့ကျွန်တော်ပြောတာတခုရှိသေးရပါတော့အဲ့ဒါကတော့ကျွန်တော်ရဲ့ Telegram ရဲ့ဆိုင်မှာဘာသာလို့လိုချင်တဲ့ Block Food အပြင်ဒီ robot တွေတခြား robot game နဲ့ item တွေလည်းလာဝယ်လို့ရပါတယ်ပြီးတော့ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးရောင်းချပေးနေတာဆိုတော့ဘာသာတို့လိန်ခံရမှလည်းလုံးဝစိတ်ပူကြမလို့ပါဘူးနော်တရားခံတော့အာမခံအပြီးနဲ့ကျွန်တော်တို့ကရောင်းချပေးနေတာဆိုတော့ဘာသာတို့အကောက် reset ကြမှာပဲဖြစ်ဖြစ် RC ခံရမှာဖြစ်လုံးဝစိတ်ပူကြမလို့ပါဘူးဗျ RC ခံရရဆိုရင်လည်းကျွန်တော်တို့တရားခံတော့ပြန်ရုံပေးပါတယ် reset ကြရဆိုရင်လည်းကျွန်တော်တို့ချက်ချင်းလာပြောပါ reset ကြရရင်ကျွန်တော်တို့ချက်ချင်းပြီးတော့လှုပ်ဆောင်ပေးပါတယ်ဗောနော်ဆိုတော့အားလုံးပဲ bye bye